ထူပိုင်းပြန်ပြီးတော့အိမ်ထဲကိုကြားတယ်ခေါင်းတိုင်းပြီကိုရီနာဘိုင်းစီရဲ့ကျွန်တော်ပြောခဲ့လို့ပဲဒီလိုအခွင့်အရေးတွေရရင်ကောင်းကောင်းကြီးအဆုံးသတ်တဲ့မြန်မာယူဆဖို့နေဒီချိန်မှာလည်းသင်္ဘောတကိုထပ်ပြီးတော့တွင်းပြခဲ့ပြီဖြစ်ပါတယ်။နိုင်ပွဲရန်ကုန်ပြည်အကောင်းဆုံးပုံစံနဲ့အတူ19နှစ်ကြာဝေးကွာနေတဲ့အာရှခီးကိုခရီးဆက်ဖို့အတွက်အတော်လေးယုံကြည်မှုပြင်းထန်နေတဲ့ပုံရိပ်မှာတော့ရှိနေကြတာဖြစ်ပါတယ်။ဒီလိုအဝယ်ခံမှုမျိုးတော့မြန်မာပြည်သက်တွေနဲ့အတူမြန်မာအသင်းသားတွေလည်းမခံစားရကြပြီဖြစ်တဲ့ကြောင့်ဒီကွင်းကိုသိတောင်ကမော်ဒီကပေးတော့တယ်မာတင်ပဲထူပိုင်းလက်ကမ်းပြီကိုဗီနာမာတင်ပွဲတော့အကောင်းဆုံးတကြောပြန်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်ဒီနေ့မှာထပ်တူအောင်ပွဲခံဖို့အတွက်ထပ်တူပျော်ရွှင်ဖို့အတွက်သူ့နောက်ကွင်းတဲ့အထိအင်တိုင်းအားတိုင်းရောက်ရှိနေတဲ့ပြည်သက်တွေအတွက်ဒီနေ့မှာအမောပြေအတွင်းဖို့တော့ထပ်ပြီးတော့မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်တုံးချနေတဲ့အသင်းဖြစ်လေရက်တီနေခဲ့ရဖြစ်လို့ဒီနေ့ပွဲစဉ်မှာတော့စီရီယာအသင်းကိုဥဆောင်ကိုတွေ့ယူပြီးတော့ထပ်မံအကောင်းဆုံးပုံစံနဲ့ပဲဥဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီချိန်မှာမြင်တွေ့ပုံမြင်တွေ့နေထားရတော့မြန်မာအသင်းရဲ့အသင်းကောင်းဆောင်အောင်ဒီဟာရဲ့ပါနေမှုကိုလည်းမြင်တွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဒါကြောင့်လို့မြန်မာအသင်းကဒီနေ့မှာတော့စီရီယာအသင်းကိုတကိုးနဲ့ဆက်လက်ပြီးတော့ဥဆောင်ထားနေစေလည်းဖြစ်ပါတယ်အောင်ဒီဟာရှင်းထုတ်ထားတယ်နော်ကိုဟင်းစီရဲ့ကျွန်တော်တင်ဆက်နေတဲ့ချိန်ကျွန်းပါပဲ